ငတလောက်ပေါင်းကြိုက်တဲ့သူတွေအတွက်အတုံးခက်ကြီးကြီးနဲ့ဒရုံးဆိုဒရုံးစားလိုက်ရင်အရန်အရသာရှိတဲ့ငတလောက်ပေါင်းတဲ့နီးလေးကိုလာမျှဝေပေးပါမယ်။ငါးရဲ့အနံ့အရသာကိုလည်းမပြတ်စည်းစေပဲပေါင်းထားတာဖြစ်လို့ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦး။အရင်ဆုံးကျွန်တော်တို့ငါးတဲ့ကိုနနွေးမုံလေးနဲ့ငယ်ထည့်ပါမယ်။နနွေးမုံထည့်ပြီးသွားရင်ကျွန်တော်တို့စားထည့်ပါမယ်။အရသာနည်းနည်းလေးစားကျင်လို့ကျွန်တော်ကတော့ဒီပေါ့နော်တကြားကိုထမင်းစားသွင်းနဲ့တဝက်လောက်ကိုထည့်ပါမယ်။အချင်းကိုတော့ကျွန်တော်ရှာလက်ကရေးထမင်းစားသွင်းနဲ့သုံးစုံအသုံးပြုထားပါတယ်။ရှာလက်ကရေးစားကျွန်တော်တို့ရှောက်သီးအရင်ညှစ်ပြီးတော့ထည့်ရင်တော့ပိုကောင်းပါတယ်။ငတလောက်ပေါင်းတဲ့ခါမှာကျွန်တော်ကတော့ကျသွင်ဖြူလေးဂျင်းနေဇပလင်တွေကိုထည့်ပြီးတော့မသုံးပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ငတလောက်ရဲ့အနံ့နဲ့အရသာပျောက်သွားမှာဆိုလို့ပါ။အရသာတွေအားလုံးနှက်ဆက်သွားပြီဆိုရင်တော့ငါးကိုအနည်းဆုံးကျွန်တော်တို့အချိန်2နာရီလောက်နှက်ထားရပါမယ်။ငတလောက်ပေါင်းတဲ့ခါမှာမပါမဖြစ်ခန်းကျင်တီနဲ့ကျသွင်ကိုလည်း40စိတ်ထားပါမယ်။စီသက်ရမှာအသုံးပြုဖို့အတွက်ကျသွင်3လုံးနဲ့ခန်းကျင်တီနှလုံးကိုပါပါလေးတွေလိထားပေးပါ။ငတလောက်ကိုကြံရိုးနဲ့ပေါင်းမှာဖြစ်တဲ့အတွက်ကြံရိုးလေးတွေကိုလည်းဒီလိုမျိုးအစိတ်ကလေးတွေစိတ်ထားပေးရပါမယ်။အားလုံးပြီးပြီဆိုရင်တော့ဒေဝထဲမှာစီထည့်ပါမယ်။စီပူလိုက်ရင်ကျွန်တော်တို့စောစောကပါပါလေးတွေလိထားတဲ့ခန်းကျင်တီနဲ့ကျသွင်ကိုထည့်မယ်။အယောင်လေးလာစေဖို့အတွက်အယောင်နေမုံကိုထမင်းစားသွင်းတဲ့တစုံလောက်ထည့်ပြီးတော့ကျွန်တော်တို့စီသက်ပေးရပါမယ်။ငတလောက်ပေါင်းတဲ့ခါမှာငါးရဲ့အယောင်လေးလှစေဖို့အတွက်ခန်းညစ်တီနဲ့ကျသွင်ကိုဒီလိုမျိုးစီတက်ပြီးတော့မှကျွန်တော်ကငတလောက်ပေါင်းမဲ့အိုးထဲမှာထည့်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်။ငါးပေါင်းမှုရအတွက်ပေါင်းဝရဲ့အောက်ချိန်မှာကြံရိုးလေးတွေခင်းပါမယ်။ကြံရိုးလေးတွေခင်းပြီးသွားပြီဆိုရင်တော့ကြံရိုးရဲ့အပေါ်မှာကျွန်တော်တို့ငါးလေးတွေကိုတလွာခင်းပါမယ်။ငါးလေးတွေစီစီညီညီနဲ့ခင်းပြီးသွားပြီဆိုရင်တော့ငါးရဲ့အပေါ်မှာကျွန်တော်တို့ခန်းညင်တီနဲ့ကျသွင်ကိုထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့စောစောကစီသက်ထားတာကိုထည့်ပါမယ်။စီသက်ထားတာထည့်ပြီးသွားပြီဆိုရင်တော့ငါးနဲ့တုံးအသုံးပြုတဲ့ဇလုံးကိုရေလေးကျင်းပြီးတော့ထည့်ပေးပါမယ်။ငါးပေါင်းတဲ့အခါမှာကျွန်တော်တို့ရေကိုတစ်ခါတည်းအများကြီးမထည့်ပဲနဲ့အခုလိုမျိုးငါးနဲ့တန်းတူလောက်ပဲထည့်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ရေတွေအများကြီးထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကငါးကရေစုပွက်လာလို့ရှိရင်အတုံးပြတ်သွားတာတို့ကြေသွားတာတို့ဖြစ်နိုင်ပါတယ်။ငါးပေါင်းမှုရောက်တော့ကိုတော့ကျွန်တော်ရှူရှူပေါင်းနဲ့ပေါင်းမှာဖြစ်ပါတယ်။ရှူရှူပေါင်းမရှိတဲ့လူတွေအတွက်ကတော့သမင်းပေါင်းတွေတန်ဝေးတွေနဲ့လည်းပေါင်းလို့ရပါတယ်။ကျွန်တော်အခုအသုံးပြုတဲ့ပေါင်းလေးကတော့ဒီအချိန်1နာရီခွဲလောက်ပေးလိုက်ရုံနဲ့ငါးရဲ့အယိုးတွေထိပါနူးဤစီပါတယ်။ဒါလေးကတော့ကျွန်တော်အချိန်1နာရီခွဲလောက်ပေးပြီးတော့ပေါင်းထားတဲ့ငတလောက်ပေါင်းလေးပါ။အနံလေးကလည်းအရန်ကုန်မွေးကြိုင်နေပြီးအယောင်အဆင်းနဲ့စားကျင်စရာအရန်ကောင်းပါတယ်။ငတလောက်ပေါင်းတဲ့နီးတွေအများကြီးရှိတဲ့ကမှဒီနီးလန်းလေးကအရန်ကိုလွယ်ကူရိုးရှင်းပြီးတော့ငတလောက်ရဲ့အနံတွေအချိုဓာတ်တွေလုံးဝပျက်စီးမသွားစေပဲအရန်စားလို့ကောင်းတဲ့ပေါင်းတဲ့နီးလေးဖြစ်လို့လာမျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုအသစ်တွေမှာပြန်ဆုံပါမယ်။